ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့မောင်ကျော် YouTube channel လေးကနေပြီးတော့မိတ်ဆွေကိုဒီမှာလည်းအားလုံးကိုမင်္ဂလာပါလို့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်เนาะကဲအားလုံးပဲမင်္ဂလာရှိသောနေ့ရက်ကလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေအခုပြပိုင်းလေးကိုစကြည့်တဲ့ channel စာရေးမိတ်ဆွေကိုဒီမှာလည်းအားလုံးပဲလုပ်ငန်းကံကိုင်းတွေရောအစားတပူအစနေချုံးဝင်နိုင်ကြပါစေเนาะအားလုံးပဲเนาะကျမကြီးလူမှုရေးစီးပွားရေးအစသက်ရဲ့ဒီတက်မကအောင်နေတိုးတဲ့ကြီးပွားနိုင်ကြပါစေလို့မောင်ကျော်ကနေဥစွာပထမလေးစစ်တော်မြတ်သားလေးပို့သပေးလိုက်ပါတယ်။အကဲမိတ်ဆွေကိုဒီမှာလည်းအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောနေ့ရက်ကလေးတွေကိုပိုင်ဆိုင်ကြပါစေ။အခုပြပိုင်းလေးကမိတ်ဆွေကိုဒီမှာလည်းအားလုံးအတွက်ကျွန်တော်တို့เนาะ10ရက်12လ2025ကျွန်တော်တို့เนาะအဖွင့်နေ့လေးတဲနာနေ့လေးမှာမနေ့ညမှာအတိကအနေနဲ့ကစားတင်သောမင်းရော့ကော့ကလေးတွေရဲ့ကစားတင်သောတစ်ခွက်ကောင်းလေးကိုစေတနာနဲ့လာရောက်ပြီးညဝေပေးတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်เนาะကဲအားလုံးပဲကိုဒီမှာလည်းအားလုံးပဲတူဒီဝါနာရလိုက်ကစားတဲ့ကိုဒီမှာလည်းအားလုံးရောเนาะကိုဒီမှာလည်းအားလုံးပဲเนาะဆိုတာတရားပုံနေရာကိုလက်ကစားတဲ့အကူဒီမားတွေအားလုံးရောအခုပြပိုင်းလေးတေချာလေးအစအဆုံးကြည့်ပေးပါရှေ့ကြော်ကြီးရနေလုံးဝမလုပ်ပါနဲ့ဒီပြပိုင်းလေးဒီမိတ်ဆွေကူဒီမားတွေအားလုံးတို့ကိုရှားစီတင်လို့ပေါက်စစ်ခြင်းလို့ထင်းနိုင်ခြင်းနဲ့ကြက်နိုင်ခြင်းအားကောင်းလို့ကဏ္ဍလေးတွေကိုလာရောက်ပြညာဝေပေးတာပါကဲအားလုံးပဲမင်္ဂလာရှိသောနေ့ရက်ကလေးတွေကိုပိုင်ဆိုင်ကြပါသည်ကဲမိတ်ဆွေကူဒီမားတွေအားလုံးပဲကျွန်တော်တို့10ရက်နေ့12လ2025တင်းနာနေမနေ့ညနေကုန်စာမှာနော်အရှိပတ်တွေပတ်တွေမှာအကြောင်းမျိုးကြောင့်ရှုံးနေတဲ့မိတ်ဆွေကူဒီမားတွေအားလုံးရောနော်ဒီလေးရေလူများလေးကြားနေရလေးတူလို့ပေါင်းနေရလေးတူလို့ဒီဘက်မှာဒီလေးရဲ့ဗီဒီယိုပိုင်းလေးကို like ကြည့်ပြီးကစားနေတဲ့အကိုဒီမားလေးအားလုံးရောကျွန်တော်ရဲ့တူလီမောင်ကျော် YouTube channel လေးကိုเนาะ subscribe မနေကသေးဆို channel ကို subscribe လုပ်ပြီးတော့ကြည့်ပေးပါအများနဲ့အများတွေ့အောင်လည်းတူเนาะ share ပေးကြပါမျှဝေပေးကြပါအဓိကအနေနဲ့ဒါလေးတွေလုပ်ပြီးတော့ကြည့်ပေးပါကိုဒီမားအားလုံးပဲเนาะလမလေးတွေကိုစီနဲ့ပြီးတော့အားပေးပါဒီเนาะအများနဲ့အများတွေ့အောင်လည်း share ပြီးကြည့်ပေးကြပါမျှဝေပြီးတော့ကြည့်ပေးကြပါအခုဗီဒီယိုပိုင်းလေးရဲ့ share နဲ့တင်တာနေမနေ့ညနေကုန်စာမှာကစားတင်ကစားလိုက်တော့မရော့ကွက်ကလေးတွေနဲ့တကွက်ကောင်းလေးတွေကိုလာရောက်ပြညဝေပေးတာကျွန်တော်အခုတင်ပေးမဲ့ကဏ္ဍလေးဒီမိတ်ဆွေအကူဒီမားတဲ့အားလုံးပဲတင်တာနေမနေ့ညနေကုန်သားမှာထိုးတိုက်တော့ကဏ္ဍလေးပါเนาะမိတ်ဆွေအကူဒီမားအားလုံးပဲထိုးတိုက်တော့ကဏ္ဍလေးပါမနေ့ညနေကုန်သားမှာထိမိမိကစားမဲ့ကဏ္ဍလေးပါနောက်ပြီးတော့เนาะကြောင်ကြောင်ရှုံနေလို့ဟိုကဏ္ဍအများကြီးလို့လည်းမကစားခြင်းတေချာရမယ်မင်းငွေကွက်ကလေးတွေတကွက်ကောင်းနှစ်ကွက်ကောင်းလေးတွေပဲလိုက်ကစားခြင်းအကူဒီမားတဲ့အားလုံးကအခုပြပိုင်းလေးကိုတေချာလေးအစအဆုံးလေးကြည့်ပေးပါเนาะအစအဆုံးကြည့်ပေးပါရေးစီကြော်ကြည့်တာမျိုးတော့မလုပ်ပါနဲ့ရေးစီကြော်ကြည့်တာနဲ့လို့ပောက်ွက်ကြိုင်းတော့ကိုကြောင်နဲ့ကိုပါเนาะအားလုံးပဲမိတ်ဆွေကိုဒီမှာအားလုံးပဲကဲအားလုံးပဲမင်္ဂလာရှိသောနေ့ရက်ကလေးတွေကိုပန်ဆန်နေအောင်เนาะမင်းကောမက်ကလေးတွေမှာမင်္ဂလာပါလို့လည်းမှတ်မိပါโอเคလေးတွေတက်စီပြီးတော့မှတ်မိပါကိုဒီမှာအားလုံးပဲเนาะမင်္ဂလာပါလို့မှတ်မိပါโอเคလေးတက်စီမှတ်မိပါအဲ့တော့ကျွန်တော်ကနန်းလေးခေါ်ပေးမယ်မိတဲ့တဲ့အကူဒီမှာတွေပါရင်ဘေးနားမှာစာအုပ်ပေါ်ကလေးချပြီးတော့တခါလိုက်မတော့ပါเนาะတော့10ရက်12လ2025ကျွန်တော်တင်းနာနေမနေ့ကနေကုန်စာမှာမောင်ကျော်ရဲ့အကြိုက်ဆုံးလုံးဝ1ချင်းစီ83ချင်းပါเนาะ83ချင်းပါ83ပတိပါမိတ်ဆွေကိုဒီမှာလည်းအားလုံးကကိုက8ကိုကြိုက်နေတဲ့ဆိုရင်8ကိုပတ်ပါ3ကိုကြိုက်နေတဲ့ဆိုရင်3ပတ်ပါเนาะဒီကနေ့ကျွန်တော်ပြောချင်တာက10ရက်နေ့တင်းနာနေမနေ့ကနေကုန်စာမှာ8ပါသောကဏ္ဍ3ပါသောကဏ္ဍကိုဦးစားပေးပြီးတော့ကစားပေးပါဦးစားပေးပြီးတော့ထိုးပေးပါပတိလုံးပိုင်းဒီ8ပိုင်း8ပတ်တိ3ပိုင်း3ပတ်တိပါကိုဒီမှာအားလုံးပဲเนาะ83ဝန်းချိန်မှာအခုခေါ်ပြီးတဲ့ကဏ္ဍတွေအားလုံးက10ရက်နေ့တင်းနာနေမနေ့ညနေကုန်စားထိုးရမယ့်ကဏ္ဍတွေတော့မနက်ပိုင်းထွက်ရင်ညနေပိုင်းထပ်ပြီးကစားမယ်မနက်ပိုင်းမှာအကြောင်းမျိုးကြောင့်လွှဲချောမှုရှိညနေပိုင်းမှာနှစ်ဆတင်ပြီးကစားမယ်ဗီဒီယိုပိုင်းလေးအစအဆုံးကြည့်เนาะတကွက်ကောင်းလေးပဲဆုံးမပြောပေးမယ်ကဲအားလုံးပဲအဲ့ဒါဆိုရင်တေချာလိုက်မှတ်သွားမယ်10ပိုင်း10ပတ်တိ3ပိုင်း3ပတ်တိเนาะ10ပိုင်း10ပတ်တိနဲ့အဓိကထားပြီးထိုးရမယ့်ကွက်တိ84 85 86 8နှစ်ပါမိတ်ဆွေကိုဒီမှာအားလုံးပဲ10ပိုင်း10ပတ်တိနဲ့အဓိကထားပြီးထိုးအောင်မေရော့ကွက်ဒီတင်းနာနေမနေ့ညနေကုန်စာမှာ84ရဲ့85ရဲ့86ရဲ့8နှစ်ကကိုက10ပိုင်း10ပတ်တိကိုကြိုက်နေတဲ့ဆိုရင်တင်းနာနေမနေ့ညနေကုန်စာမှာအဲ့ဒီမေရော့လိကွက်ကိုဦးစားပေးပြီးတော့ကစားပေးပါเนาะ3ပိုင်း3ပတ်တိနဲ့အဓိကထားပြီးထိုးအောင်မေရော့ကွက်ဒီ3136 39 35ပါเนาะမိတ်ဆွေကိုဒီမှာအားလုံးပဲ3ပိုင်း3ပတ်တိနဲ့အဓိကထားပြီးထိုးအောင်မေရော့ကွက်ဒီ3136 39 35ပါကိုက3ပိုင်း3ပတ်တီကိုကြိုင်နေတဲ့လို့ညီလေးမောင်ကျော်ကြီးတင်းတိုင်းမနေ့ကနေကုန်သားလေးမှာဘာနန်းလေးကိုအဓိကနေ TV ကစားမယ်ဆိုရင်31ကဲ36ကဲ39ရဲ့35ရဲ့အဲ့ဒီမယောလီခွက်ကိုဦးစားပေးပြီးကစားနောက်ပြီးတော့တင်းတိုင်းအဖွင့်နေ့မနေ့ကနေကုန်စားမှာအခွေမမေ့နေတဲ့အကူရီမားတွေအားလုံးကမောင်ကျော်ရဲ့အကြိုက်ဆုံးအပြီးပေါက်ခွေသည်9ခွန်9သည်အပြီးပေါက်ခွေပါနော်9ခွန်9သည်အပြီးပေါက်ခွေပါ9ခွန်9အပြီးပေါက်ခွေဘာရမလဲဆိုရင်9ခွန်9ကိုခွန်9ဆိုတဲ့ကဏ္ဍ3ခွက်ရမယ်9ခွန်9သည်အပြီးပေါက်ခွေလေးပါ9ခွန်ကိုအပြီးပေါက်ခွေဘာရမလဲဆို9ခွန်9ကိုခွန်9ဆိုတဲ့ကဏ္ဍ3ခွက်ရเนาะဒါက
9ခွန်9တီအပြီးပေါက်ဖြစ်ပါဒါခွေချမ်းတဲ့လို့အခွေကစားမဲ့အကူဒီမားအလုံးအတွက်နော်ကဲတခွက်ကောင်းလေးလာပြီကဲတခွက်ကောင်းလေးမပြောခင်မှာမင်္ဂလာရှိသောနေ့ရက်ကလေးထိအောင်မင်္ဂလာရှိသောအဖွင့်နေလေးထိအောင်လို့မန်လေးတွေမှာတယောက်ချက်စီမင်္ဂလာပါလို့ဝိုင်းပြီးတော့မှတ်ပေးပါနော်โอเคလေးတွေတန်းစီပြီးတော့မှတ်ပေးပါအများကြီးအောင်အများတွေ့အောင်လဲ share ပေးကြပါနှစ်ယောက်ဝေပေးကြပါနော်နောက်ပြီးတော့မိတ်ဆွေကိုဒီမားအလုံးပဲမိတ်ဆွေကိုဒီမားအလုံးတော့ကိုဒီဗီဒီယိုလေးတင်ပြရရွေးချက်ကအားလုံးရသိချင်လို့ပေါ့စေချင်လို့နော်ရုံကြီးချန်တဲ့မှုရှိမှ like ပြီးကစားမြုံကြီးမချိုက်တဲ့ကိုဒီမားအလုံးပဲအစတည်းကြော်သွားနိုင်တယ်เนาะအားလုံးပဲကျွန်တော်တင်ပြရရွေးချက်ကကျွန်တော်အနေနဲ့စောင့်မျှော်ပြီးတော့ကျွန်တော်ကနေလေးတွေပဲအနေနဲ့ like ကစားတဲ့အကူဒီမားတွေအားလုံးအတွက်ပြီးတန်လာရောက်ပြီးညဝေပြီးတာเนาะကဲအားလုံးပဲအဲ့ဆိုတခွက်ကောင်းလေးမပြောခင်မှာเนาะ3ရက်တင်မှာဟိုရှယ်မွေးခြင်းတဲ့အကူဒီမားတွေเนาะကျွန်တော်တို့အပတိုင်းမှာလည်းရအပတိုင်းမှာလည်းပေါက်နေတဲ့တာဝန်ခံမှုတာဝန်ယူတရားကတော့အမခိုင်ပေးတဲ့ဇာရုပတ်တီနဲ့မွေးကနေဘလို့เนาะကစားမလဲမတည်တည်တော့ကူဒီမားတွေအားလုံးတော့ကိုကျွန်တော်တရားလေးရှင်းပြပေးမယ်ကျွန်တော်အခုလာမဲ့ပတ်တီဗုဒ္ဓမှုနဲ့ဒီဖောင်းရရှိပါတယ်เนาะ3ရက်တွေကိုကျွန်တော်ပတိုင်းပေးနေတော့3ရက်တွေမွေးကစားမယ်ဆိုပေမဲ့တနေ့ကအင်္ဂါเนาะတနေ့ကအင်္ဂါ2ရက်တွင်းမှာအငြင်းတန်းလို့ထွက်နေတဲ့တာဝန်ခံမှုတာဝန်ယူမှုနဲ့ပေးတဲ့ဇာရုပတ်တီတစ်လုံးရမယ်မွေးကနေ2ကွက်ရเนาะဇာရုပတ်တီတစ်လုံးနဲ့မွေးကနေ2ကွက်ရမယ်ကန်ဆာချစ်တီ1000ကျပ်ပါเนาะကန်ဆာချစ်တီ1000ကျပ်ပါเนาะဘလို့ကန်ဆာမလဲဘလို့ဆက်သွယ်ရမလဲမသိသေးတော့အခုဒီမှာတွေအားလုံးကเนาะမောင်ကျော်ရဲ့ဆက်သွယ်ရနံပါတ်ကလေးဒီ39 268 236 431ကဲ39 421 935 935အဲ့ဒီဖုန်းနံပါတ်နှလုံးကိုဆက်သွယ်ပေးပါဒီဗီဒီယိုရဲ့ comment အောက်မှာလဲကျွန်တော်ရဲ့ဖုန်းကျွန်တော်ရဲ့ဆက်သွယ်ရနံပါတ်ကလေးကိုနော်ကိုဒီမှာလည်းအားလုံးတက်ကိုနော်အောက်မှာဟိုပယ်ထောက်ပေးရမယ်နော်ကျွန်တော်ဘသူမှအတင်းမခေါ်ဘူးအမှန်ကန်ယုံကြည်မှုရှိမှလာရောက်ပြီးအဖောက်မယ်နော်ဒါကျွန်တော်ဟိုဒီအပတိုင်းတင်တဲ့အင်္ဂါနဲ့ရတွေမှာအများအားဟိုထွက်ပေးနေတယ်ဆိုတာလေကျွန်တော်လည်းလက်တွဲနေတဲ့အကူဒီမှာလည်းအားလုံးသိတယ်နော်အပိုတွေလည်းရှောက်ပြောနေကြမလို့အပိုလူတွေလည်းပြောနေကြမလို့အမှန်ကန်ယုံကြည်မှုရှိမှနော်ကိုကအမှန်ကန်လိုက်ကစားတယ်အမှန်ကန်ရှုံးနေလို့လက်တွဲပြီးကစားနေတာဆိုရင်လာရောက်ပြီးတော့ဆက်သွယ်နိုင်ပါတယ်နော်ကဲအားလုံးပဲကန်ဆယ်မဲ့ဆိုရင်ဘာရမလဲဆိုရင်တနေ့ကအင်္ဂါ2ရက်တွင်းမှာအများအားလို့ထွက်နေတဲ့ဇာရုပတ်တီတစ်လုံးရမယ်မွေးကနေ2ကွက်ရเนาะဇာရုပတ်တီတစ်လုံးရမယ်မွေးကနေ2ကွက်ရမယ်ကန်ဆယ်ချက်တီ1000ချက်ပါကန်ဆယ်ချက်တီ1000ချက်ပါကန်ဆယ်ချက်ကိုလုံးဝကျွမလဲပါတယ်ညီလေးရေကိုကြီးတို့ကန်ဆယ်ချက်လုံးပါမောင်လေးမာကြီးတို့ကန်ဆယ်ချက်လုံးပါဆိုပြီးတော့ကျွန်တော်ဆက်သွယ်ပြီးကျွန်တော်ကနေပြီးတော့เนาะလွှဲဆိုမှလွှဲပြီးကျွန်တော်အခုခေါ်ပြီးတဲ့ဆက်သွယ်ရနံပါတ်နှလုံးစလုံးမှာဘိုက်ပါနှလုံးစလုံးရှိတယ်เนาะဆက်သွယ်ပြီးတော့လှမ်းပြီးတော့ဆက်သွယ်ဖို့အခက်အခဲရှိတဲ့ကိုတွေမှလည်းအားလုံးကဘိုင်ဘာနေပြီးတော့လာရောက်ပြီးတော့ဆက်သွယ်ရရတယ်။နောက်ပြီးမွေလဲတိစာလေးတွေကိုလည်းဘိုင်ဘာနေပြီးတော့ပို့ပေးပါ။မွေလဲပြီးသွားတဲ့အခါမျိုးကြရင်မွေလဲတိစာလေးတွေကိုဘိုင်ဘာပို့ပေးပါ။နော်ဆက်သွယ်ကစားကြီးတီ1000ချက်ပါဘလို့ဆက်သွယ်ရမလဲဘလို့နော်ကစားမလဲမသိသေးတော့အကိုတွေမှလည်းအားလုံးကမောင်ကျွန်တော်ရဲ့ဆက်သွယ်နံပါတ်ဒီ39 268 236 431ကဲ39 421 935 935အဲ့ဒီနံပါတ်နှစ်ခုကိုတိုက်ရိုက်ဆက်သွယ်ပေးပါเนาะဒီဗီဒီယိုရဲ့ comment အောက်မှာလည်းကျွန်တော်ရဲ့ဆက်သွယ်နံပါတ်ကလေးကိုအောက်မှာဖုန်းနံပါတ်ကလေးကိုပေးထောက်ပေးထားမယ်เนาะကဲနေတိုင်းမှာတကွက်ကောင်းတင်တာနေမနေကြနေတိုင်းမှာတကွက်ကောင်းစားခြင်းနဲ့အကူဒီမားတွေအားလုံးကကျွန်တော်ရဲ့အကြိုက်ဆုံးတကွက်ကောင်းဒီ30ဒီတကွက်ကောင်းပါချန်နယ်လို့လိုက်ကစားမဲ့အကူဒီမားတွေအားလုံးပဲ30တကွက်ကောင်းလေးထည့်ပြီးကစားတာပါ30တကွက်ကောင်းလေးထည့်ပြီးထိုးတာပါအကြိုက်ဆုံးနေတဲ့တကွက်ကောင်းကတော့30ဒီတကွက်ကောင်းပါเนาะဗီဒီယိုပိုင်းလေးကိုလည်းအစားအဆုံးပြီးဆုံးနိုင်အောင်ကြည့်ပြီးမိသားစုဝင်အကူတွေမှလည်းအားလုံးပဲเนาะလုပ်ငန်းကန့်ကန့်နေတဲ့အစားရတဘူးအစီအစဉ်ချုံးဝင်နိုင်ကြပါစေเนาะအားလုံးပဲလူဝင်စနာတွေတလုံးတော့တင်ဝင်နိုင်ကြပါစေလို့ဆုတောင်းနေတာလေးကိုပို့သပေးနေကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီနားမှာပဲကျွန်တော်ကိုတည်ပါเนาะဇာရုပ်ပတ်တဲ့ငွေကနေလိုချင်တဲ့အကူတွေမှလည်းအားလုံးပဲဆက်သွယ်ပေးပါเนาะအားလုံးပဲပိုင်းပါ